လေပြင်းတွေကဆေးရုံဟောင်းကြီးရဲ့တန်တကားတွေကိုတဂျင်းချင်းနဲ့ရိုက်ခတ်နေတယ်။ဆေးရုံကြီးကမောင်မဲနေပြီးပရင်းပုံမှန်တွေကအကုန်ကွဲအပ်နေတာကြောင့်ဗစက်ကြီးဟားခါတဲ့မိစ္ဆာတကောင်လိုပဲ။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့ရောက်နေတာကတော့လွန်ခဲ့တဲ့10နှစ်ကကိုဝန်ဆောင်အမျိုးသမီးတယောက်မိဖွားရင်းဘိုက်ခွဲပြီးတေဆုံးခဲ့တဲ့မြိုင်ဟေဝန်ဆေးရုံဟောင်းကြီးမှာဒီညကျွန်တော်တို့အဲ့ဒီအခန်းထဲအထိသွားမှာပါ။ဆိုင်ငါတို့တကယ်ပဲဝင်မလားကွာ။ဒီနာတင်အနန့်ကအယမ်းညော်နေပြီသူတို့နှစ်ယောက်ဆေးရုံထဲကိုဝင်လာတဲ့အခါဓမီရောင်အောင်မှာကျမ်းပြင်တစ်ခုလောက်တွေးကွက်ဟောင်းပြီးစွန်းထန်နေတာကိုတွေ့ရတယ်။နေရန်တွေမှာလည်းလက်သေးနဲ့ကုတ်ချစ်ထားတဲ့အမတ်သားတွေကအစီရုတ်တရက်စင်ကြံလန်းရဲ့အဆုံးကနေတောက်ဆိုတဲ့အထံကိုကြားလိုက်ရတယ်။ဆိုင်ကလက်နေတက်မိနဲ့လှမ်းထိုးကြည့်လိုက်တော့လမ်းမလယ်မှာဘီးတက်ကူရင်တစ်ခုကဘယ်သူမှမတွန်းပဲသူတို့စီကိုဖြည်းဖြည်းချင်းလိမ့်လာနေတယ်။အဲ့ဒီကူရင်ဘော်ကအဖြူရောင်ပိတ်စားကသွေးတွေနဲ့ရွဲနေပြီးအောက်ကိုသွေးတွေကစီးကြော်နေတာဟာဟိုမှာကူရင်ဘော်မှာတခုရှိနေတယ်ကူရင်ကသူတို့ရှေ့မှာရက်သွားတဲ့အချိန်ပိတ်စားအောက်ကနေသွေးထိုင်ရဲရဲနဲ့လက်ချောင်းရှည်ကြီးတွေကထွက်လာပြီးကူရင်ဘေးကိုဆွဲကင်လိုက်တယ်ပြီးတော့အောက်ကနေဟင်းဆိုတဲ့ရှိုက်တန်ကြီးထွက်လာတယ်သူတို့နေဟောက်ကြောက်လန့်တာဘေးကအားပွားခန်းတွေကိုတိုးဝင်လိုက်မိတယ်အထဲမှာခွဲစိတ်ကရိယာတွေကတန်ကြီးတက်နေပြီမဲ့ခွဲစိတ်ကုရင်ပေါ်မှာတော့လက်ဆက်သွေးတွေကအိုင်ထွန်းနေတော့မယ်အခန်းတော်မှာမောင်ရိပ်ထဲမှာအမျိုးသမီးတယောက်ကြောပေးထားပြီးထိုင်နေတယ်သူမဟာအဖြူရောင်ကဝန်ပွားကြီးကိုဝတ်ထားပြီးခေါင်းကိုငိုက်ဆိုင်ချထားတယ်အမဘာကူညီပေးရမလဲဗျအဲ့ဒီအမျိုးသမီးကဖြည်းဖြည်းချင်းထရလိုက်တယ်သူမရဲ့ခါကကိုဝန်ကြောင့်အယမ်းကြီးနေပြီမဲ့ထူးဆန်းတာကသူမရဲ့ဗိုက်သားကလှုပ်ရှားနေတာပဲရုတ်တရက်သူမကကြောပေးထားရာကနေဝုန်းကနေလဲကြည့်လိုက်တယ်အမျိုးသမီးရဲ့မျက်နှာမှာအရေးပြားတွေကဖွာလာနေပြီးပါးစပ်ကနားရွက်အထိပြဲနေတာသူမရဲ့ကိုဝန်ဆောင်ပိုက်ကြီးကတော့အလေကနေဒေါင်းလိုက်ကြီးပြဲထွက်နေပြီးအထက်ကနေဦးရီတွေးခဲနေတဲ့အတူမျက်လုံးမပါတဲ့ကလေးလေးတစ်ဖက်ကအပြင်ကိုထွက်ပြီးလေထဲမှာစမ်းတော်ဝါလွတ်နေတယ်ကိုဝန်ဆောင်တရေကအတန်ကဟင်းထွက်လာပြီးငါကလေးကဗိုက်စာနေပြီးမင်းတို့ရဲ့အသားကိုကျွေးရမယ်သူမကဘိုက်ထဲကထွက်နေတဲ့ကလေးလက်ကိုပြန်ဆွဲထုတ်ပြီးသူမကိုယ်တိုင်ရဲ့ဗိုက်သားတွေကိုဝါးစားပြလိုက်တယ်သွေးတွေကသူမရဲ့ဘေးစေးကနေတဆက်ကြာပြီးကျန်းဖြင်ပေါ်မှာသွေးအိုင်ကြီးထက်သွားတယ်သူမကလေးဘက်ထောက်ပြီးသူတို့စီကိုအရှိန်အဟုန်နဲ့ပြေးလာတယ်လေးဘက်ထောက်ပြေးတဲ့အခါသူမရဲ့ပြဲနေတဲ့ဗိုက်ထဲကနေသွေးတွေနဲ့အင်္ဂါအစိတ်ပိုင်းတွေကကျန်းဖြင်ပေါ်မှာတရွတ်တိုက်ပါလာတယ်ဆိုင်းနဲ့ဖြိုးတို့အသက်လူပြီးစင်ကြံလဲအတိုင်းပြေးကြတယ်ဒါပေမဲ့ရှေ့မှာတကားတွေကအလိုလိုပိတ်သွားတယ်ဖြိုးတကားဖြစ်လို့မရဘူးဟိုမှာသူလာနေပြီအမျိုးသမီးတရက်ကမျက်နှာကျက်ပေါ်ကိုတွားစွာတက်လာပြီးသူတို့ခေါင်းပေါ်ကနေသွေးတွေအမြုပ်တစီနဲ့စိုက်ကြည့်နေတယ်သူမရဲ့ဗိုက်ထဲကကလေးကလည်းကြောက်စရာကောင်းတဲ့အသားနဲ့အေးငိုနေတယ်ဆိုင်းကကင်မရာကိုမြှောက်ပြီးရိုက်ဖို့ကြိုးစားပေမဲ့ကင်မရာစခရင်ထဲမှာမြင်နေရတာကတရေမရဲ့မျက်နှာမဟုတ်ဘဲသူ့ရဲ့နောက်ကျောမှာကတ်နေတဲ့သွေးထိုင်ရဲရဲနဲ့ကလေးလက်ချောင်းလေးတွေချွတ်နေတာကိုတွေ့လိုက်တဲ့အခါမှာ